အဲ့တော့ဒီမှာ parallel speech တွေကိုဘယ်လိုသိမလဲအဲ့တော့ parallel speech တွေက definition မှာဆိုရင်စကားလုံးတစ်လုံးချင်း dictionary မှာစကားလုံးတစ်လုံးချင်းရဲ့ parallel speech တွေကို abbreviation အတိုကောက်နဲ့ရေးသားပြီးတော့ဖော်ပြလေးရှိတယ်နော်အဲ့တော့ the abbreviation တွေကနော် parallel speech တွေရဲ့ abbreviation တွေကအတန်တွဲပုံမှန်မူတည်ပြီးစကားလုံးရဲ့အတန်တွဲအတိုင်းလေးတွေအတိုကောက်လေးတွေမှတ်ထားမျိုးရှိတယ်ဥပမာ noun ပေါ့နော် common abbreviation တွေမှာဆိုရင်ဥပမာ noun ဆိုရင်ဘယ်လိုလဲ n လို့မှတ်တယ် verb ဆိုရင် v လို့ abbreviation ထားတယ် adjective ဆိုရင် adj လို့ abbreviation ထားတယ်အဲ့လိုမျိုးပေါ့နော် noun ဆိုရင်ဘာလဲ as a noun the word gets mean သူ့ရဲ့အဓိပ္ပာယ်ကဘာလဲ someone who protects a person or place GUARD gut ဆိုတဲ့စကားလုံးရဲ့ noun အဓိပ္ပာယ်ဆိုရင် someone who protects a person or place နေရာတစ်ခုကိုဒါမှမဟုတ်ရင်လူတစ်ဦးကို protect ကာကွယ်စောင့်ရှောက်တဲ့တစ်စုံတစ်ယောက်နော်ဒါဆိုရင်စောင့်ရှောက်ပေါ့ as a verb GUARD ကို guts GUARD gut ဆိုတာကို verb အဖြစ်နဲ့ဆိုရင်ဘယ်လိုလဲအဲ့တော့ to protect a person or place နေရာတစ်ခုဒါမှမဟုတ်ရင်လူတစ်ယောက်ကို to protect ဘာလုပ်လဲဆိုတော့စောင့်ရှောက်တယ် to protect ဘာလုပ်ရလဲဆိုတော့စောင့်ရှောက်တယ်အဲ့တော့လူဒါမှမဟုတ်ရင်နေရာကိုစောင့်ရှောက်တယ်ဒါဆိုရင်ဘာလဲဆိုတော့ verb အနေနဲ့သုံးထားတာမျိုးဖြစ်တယ်ကဲတော့အောက်က exercise လေးမှာကြည့်ရအောင်ဒီမှာက what တွေပေးထားတယ်ပေါ့နော်အဲ what တွေကိုတစ်ဖက်က parallel speech တွေကိုရှာပြီးတော့ရေးပေးရမယ်အဲ့တော့အဲ့ဒါကလည်း dictionary ကြည့်ပြီးတော့ရေးပေးရမယ်အဲ့တော့ dictionary လေးတွေကြည့်ပြီးတော့ဒီ blank လေးတွေကိုဖြည့်ထားပါနော်ကဲနောက်တစ်ခုကစကားလုံးတွေရဲ့ determining multiple meaning အဓိပ္ပာယ်တွေအမျိုးမျိုးရှိတဲ့စကားလုံးတွေမှာအဲ့တော့စကားလုံးတွေ many words တွေ dictionary မှာရှိတဲ့စကားလုံးတွေအများကြီးပါဆိုရင်နော် multiple meanings အဲ့လိုပဲစကားလုံးတွေအဓိပ္ပာယ်တွေအများကြီးရှိတယ်စကားလုံးတစ်လုံးက noun လည်းဖြစ်နိုင်တယ် verb လည်းဖြစ်နိုင်တယ်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကလည်းအမျိုးမျိုးဖြစ်နိုင်တယ်မှာဆိုရင်ကြည့်အောင်နော် let's see the sentence ဒီ sentence လေးတွေကိုကြည့်မယ် we found a row of empty seats just before the movie started we found a row of empty seats ထိုင်ကုန်လွတ်နေတဲ့နေရာမတွေ့ဘူး just before နော် the movie starts movie မစတင်ခင်မှာထိုင်ကုန်လွတ်တဲ့နေရာဆိုတာမရှိတော့ဘူးတဲ့ကဲဒီမှာဆိုရင်ကြည့်အောင်ဒီမှာဆိုရင်ပဲဒီ row ဆိုတဲ့စကားလုံးလေးက parallel speech ဘယ်လိုဒီ sentence တွေမှာဘယ်လိုအခန်းကဏ္ဍကနေသူအလုံးလုံးနေတာလဲဒီမှာ we subject found bath a row of an empty seat နော်ခုံမရှိတဲ့ row မရှိဘူး row ပေါ့နော်အဲ့ဒါကိုသူတို့တွေရှာကြအဲ့တော့ဒါကဘာလဲဆိုတော့ noun phrase ဖြစ်တယ်အဲ့တော့ဒီကဘယ်ဟာ row ကဘယ်လိုအခန်းကဏ္ဍကနေပါနေလဲဆိုတော့ noun ဆိုတဲ့အခန်းကဏ္ဍကနေပါနေတယ်နောက်တစ်ခု we row the canoe on the river every Saturday Saturday တိုင်းမြစ်ထဲမှာဗာလဲ canoe လေးလှော်ကြတယ်အဲ့တော့ဒီမှာ we subject row verb နော်ဘာကိုလှော်ရလဲ canoe လေးကိုလှော်တာ action တစ်ခုပါလာတယ်ဒါပါလဲဆိုရင် verb ဖြစ်တယ် now I spread jam အဲ့တော့ဒီမှာနောက်တစ်ခုဒီမှာဆိုရင်လဲ jam နဲ့ပတ်သက်တဲ့အရာဘယ်နှ sentence ဘယ်နှကြောင်းလောက်ရှိအောင်ဆိုတော့၄ကြောင်းလောက်မှရှိတယ်အဲ့တော့စကားလုံးတစ်လုံးမှာအတိတ်ပဲအများကြီးရှိတယ်သူ့ရဲ့ဥစားဒါဆိုရင်ဘာလို့ဆိုတော့ parallel speech တူနေရင်တောင်မှအပေါ်မှာ row က parallel speech မတူဘူးအတိတ်ပဲလည်းမတူဘူးဒီ jam မှာကြာရင် parallel speech တူနေရင်တောင်မှအတိတ်ပဲမတူတဲ့အနေအထားမျိုးတွေရှိတယ်အဲ့တော့ကြည့်အောင် I spread jam on the toast this morning at breakfast breakfast အတွက်ပေါင်မုံမိခင်ပေါ်မှာဘာလို့တော့လဲ jam ကိုတော့တယ်ဒီနေရာမှာ jam ကဘာလဲဆိုတော့ you noun ပေါ့နော် you ဆိုတဲ့အယူလိုမျိုးပေါ့နော်အဲ့ဒါမျိုးဆိုရင် I spread I subject spread verb ပြီးသူရဲ့နောက်ကဘာလဲဆိုတော့ jam ပေါ့နော် noun အနေနဲ့အလုပ်လုပ်တယ်နောက်တစ်ခု I got caught in a traffic jam on the way to work traffic jam မိနေတယ်မိပွိုင်းမိနေတယ်လို့ပြောတာအဲ့ဆိုဒီမှာ got caught ဆိုတာက verb ဖြစ်ပြီးတော့ in a traffic jam
နော် a traffic jam မီး point ဆိုတာကဘာလို့ဆိုတော့ noun အနေနဲ့သုံးထားတယ်အဲ့တော့အပေါ်မှာကယိုလို့အဓိပ္ပာယ်ရပြီးတော့အောက်မှာကဘလို့အဓိပ္ပာယ်ရတော့ jam လို့အဓိပ္ပာယ်ရနေတယ်အဲ့တော့နှစ်ခုလုံးကဘာလဲဆိုတော့ noun နေကြီးပဲအဲ့တော့ parallel speech တူတယ်ဒါပေမဲ့အဓိပ္ပာယ်ကတော့မတူဘူးနောက်တစ်ခုကြည့်အောင် I jammed my clothes into a suitcase and ran to the airport I jammed my clothes အဝတ်အစားတွေကိုဘယ်ထဲကိုထည့်လိုက်တာ into a suitcase suitcase တွေဘာလို့လဲလင်းလင်းမြန်မြန်ပဲထည့်လိုက်တာမြန်မြန်သိပ်ထည့်လိုက်တယ်ပြီးရင် right to the airport ပြီးတော့ဘယ်ကိုသွားအောင်ဆိုတော့လေဆိပ်ကိုသွားတယ်အဲ့တော့အဝတ်အစားတွေကိုထိုးသိပ်ထည့်ပြီးတော့လေဆိပ်ကိုသွားတယ်ဆိုတဲ့အဓိပ္ပာယ် JMMED jammed verb နေရာမှာရှိတယ်နောက်တစ်ခုကလည်း I ပြီးရင် verb ပေါ့နော် I am subject နောက် JMMED jammed ဒါကဘာအောင်ဆိုတော့ verb နှစ်ခုလုံးက verb နေရာမှာရှိတယ်ဒီနေရာမှာတော့ကြတော့ jam my finger in the door ဘာဖြစ်သွားလဲသူလက်တခါကြားထဲမှာညက်သွားတယ်အဲ့တော့ verb နှစ်ခု parallel speech တူတာအတူတူပဲဒါပေမဲ့သုံးထားတဲ့သူ့ရဲ့အသုံးအနှုန်း sentence ပေါ်မှာသုံးတဲ့အသုံးအနှုန်းပေါ်မှာမူတည်ပြီးတော့ဘာတွေကွဲသွားလဲဆိုတော့အဓိပ္ပာယ်တွေကွဲသွားတယ်အဲ့တော့ဒီလိုအရာတွေကိုဘယ်မှာသိနိုင်မလို့ dictionary ထဲမှာသိနိုင်တယ် dictionary ထဲမှာလေ့လာနိုင်တယ်အဲ့တော့ dictionary က multiple meanings တွေ same words ပေါ်မှာစကားလုံးတူနေတဲ့ပုံမှာမူတည်ပြီးတော့ multiple meaning တွေအများကြီးသိနိုင်တယ်ပါနိုင်တယ်ဒါကြောင့်မို့လို့dictionary ကိုကြည့်မယ်ဆိုရင်အဲ့ဒီ multiple meaning တွေအများကြီးကို correct usage တွေနဲ့ပေါ့နော်မှန်ကန်စွာဘယ်လိုသုံးရလဲဆိုတဲ့အသုံးအနှုန်းတွေကိုအများကြီးသိနိုင်တယ်ဒါကြောင့်မို့လို့ dictionary ကိုကြံ့ကြံ့သိတတ်ဖို့သုံးတတ်ဖို့လည်းလိုတယ်ကဲတော့ exercise ကြည့်အောင်ဒီမှာဆိုရင်လည်းအဲ့လိုပဲပေါ့နော်ဒါလည်း dictionary ကြည့်ပြီးတော့မှလုံးမရမှာအဲ့တော့ကို့မှာရှိတဲ့ dictionary ထဲမှာဒီလိုစာရှာကြည့်ပါရှာပြီးတော့ if we finish ပေါ့နော်ဒီမှာ finish ဆိုတဲ့အသုံးတော့ဒီမှာ finish ဆိုတဲ့အသုံးတော့ဒီ sentence မှာကျတော့ first sentence မှာ finish ကဘာလဲ verb လားဘယ်လိုသုံးထားတာလဲဒါလေးတွေကိုလေ့လာရမယ်ဒီမှာဆိုရင်သူ့ရဲ့အသုံးနှုန်းကဘာလို့ဆို to bring to an end နော်အဆုံးသတ်တာပေါ့နော်ဆိုရင်အဓိပ္ပာယ်ဖြစ်ပြီးတော့ဒီမှာဆိုရင် we apply the finish ဒါ noun အနေနဲ့သုံးတာဖြစ်တယ်အဲ့တော့ a finishing material such as varnish နော်ဆိုတော့ do the furniture and then let it dry နော် the finish ဆိုတာ polish လိုမျိုးပေါ့နော် polish လိုမျိုးနောက်ဆုံးပိတ်အပိသက်တုတ်တဲ့အရာကိုပြောတာအပေါ်မှာ finish ကကြတော့ပြီးဆုံးတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာ if we finish our chores early we can take the rest of the day off เนาะအဲ့တော့အိမ်လုပ်တွေစောစောပြီးတဲ့အတွက်နားချိန်day off ရတယ်အဲ့လိုမျိုးရေးထားဖြစ်တယ်အဲ့တော့ sentence ပုံမှာမူတည်ပြီးတော့ parallel speech ရဲ့အဓိပ္ပာယ်နောက်ပြီးတော့ဒီ sentence ပုံမှာမူတည်ပြီးသုံးထားတဲ့စကားလုံးရဲ့အဓိပ္ပာယ် parallel speech ကဘာလဲ sentence ပုံမှာသုံးထားတဲ့အဓိပ္ပာယ်ကဘာလဲဆိုတာကို dictionary တွေရှာပြီးတော့လေ့လာကြည့်ပါနော်အဲ့တော့ဒီမှာဆိုရင်လည်း note that the meaning of the word in both ways type different in each of the pair of sentence below after looking at the words in the dictionary ထဲမှာရှာပါ being write the correct definition in each blank အဲ့တော့ဒီမှာ definition တွေကို blank တွေထဲမှာထည့်ပါနော် the first one is done for you ပထမတစ်ခုတော့ဒီမှာဖြစ်သွားလဲလုပ်ပြထားပါတယ် okay ဒါဆိုရင်ကျန်တာတွေအားလုံးကိုလည်းအလွယ်တကူရမယ်ထင်ပါတယ်နော်နောက်တစ်ခုက building words from what parts စကားလုံးတွေကိုတိစောက်ထားတာကစကားလုံးအစိတ်ပိုင်းနေနဲ့တိစောက်ထားတာဖြစ်တယ်ဟုတ်တယ်အဲ့တော့သူ့မှာမူလစကားလုံးတစ်ခုရှိမယ်အဲ့ဒီစကားလုံးတစ်ခုကိုနားလည်နေတဲ့ကိုသိနေတဲ့စကားလုံးတစ်ခုကိုနောက်ထပ်ပေါင်းပြီးတော့စကားလုံးတစ်ခုဖြစ်အောင်ထပ်လုပ်လို့ရတယ်အဲ့ဒါဆိုရင်မူလရှိနေတဲ့စကားလုံးပေါ်မှာနောက်စကားလုံးအသစ်တည်ဆောက်မယ်အဲ့လိုတည်ဆောက်တဲ့အခါမှာဘာတွေလိုလဲဆိုတော့ prefix တို့ suffix တို့လိုတယ် prefix ဆိုတာကရှေ့ဆက်စကားလုံးပေါ့နော်သူက to the beginning of the base word ဒီမှာဆိုရင် prefix ဒီ count ဆိုတာက base word ပေါ့နော် prefix ဆိုတာကto the beginning of the base word
ဒီ base word ရဲ့ရှေ့မှာဆက်တဲ့စကားလုံး CUD count ရေးတွက်တယ် re နဲ့တွဲလိုက်တယ် recount အဲ့ဆိုဘာဖြစ်သွားမလဲ to count again ထပ်ပြီးတော့ရေးတွက်တယ်ပြန်လည်ရေးတွက်တယ်အဲ့ဒီအဓိပ္ပာယ်မျိုးဖြစ်သွားတယ်နောက်တစ်ခုက suffix ဆိုတာလဲသူက a part နော် what part စကားလုံးစိတ်ပိုင်းတစ်ခုပဲအဲ့စကားလုံးစိတ်ပိုင်းသူကဘယ်မှာဆက်တာလဲ to the end of the base word ရဲ့အနောက်မှာအဆုံးမှာဆက်တယ်ဒီမှာဆိုရင် base word ကပါလဲ peaks သူရဲ့အနောက်အဆုံးမှာဆက်တော့ပါလဲ actual full ဒါက suffix ပေါ့နော်သူနောက်မှာဆက်တယ်အဲ့တော့ base word peace နဲ့ full နဲ့ဆက်လိုက်တော့ peaceful သူရဲ့အဓိပ္ပာယ်ကပါလဲ peaceful full ဆိုတဲ့အတိုင်း full of peace or calm နော်အေးစိနေတယ်ငြိမ်းချမ်းနေတယ်အေးချမ်းနေတယ်အဲ့ဒီအဓိပ္ပာယ်မျိုးတက်ရတယ်အဲ့တော့စကားလုံးတစ်လုံးကသူ့ရဲ့မူလအဓိပ္ပာယ် foundation အဓိပ္ပာယ်ရှိတယ်အဲ့ဒီ foundation ရဲ့အဓိပ္ပာယ်ကိုနောက်ထပ်ပြီးတော့ဆက်လိုက်တဲ့ what parts ပေါ့နော်ခုနက prefix တွေ suffix တွေပေါ့မူတည်ပြီးတဲ့အခါကျတော့စကားလုံးရဲ့အဓိပ္ပာယ်တွေပြောင်းသွားတယ်အဲ့ဒါတွေအားလုံးဘယ်ပေါ်မှာမူတည်နေတာလဲဆိုတော့ base word တွေပေါ်မှာမူတည်နေတယ်အဲ့တော့ဒီမှာဆိုရင် building word with prefix နဲ့ဆက်ရမယ့်စကားလုံးတွေကိုလေ့လာကြမယ် prefix ဆိုတာဘာလဲ prefix ဆိုတာက is a unit of language placed at the beginning of a word စကားလုံးရဲ့ရှေ့မှာရှိမယ် that change သူကပြောင်းလဲစေတယ် the word's meaning စကားလုံးရဲ့အဓိပ္ပာယ်ကိုပြောင်းလဲစေတယ် for example အနေနဲ့ဆိုရင် adding the prefix n unn ရှေ့ကနေဆက်လိုက်မယ်ဆိုရင်အဓိပ္ပာယ်က not ဆိုတဲ့အငြင်းပုံစံပေါက်သွားမယ်เนาะအဲ့တော့စကားလုံးရဲ့ပုံစံက reverse ကြောင်းပြန်ဖြစ်သွားမယ် its meaning သူ့ရဲ့စကားလုံးတစ်လုံးရဲ့အဓိပ္ပာယ်နဲ့ကြောင်းပြန်ဖြစ်သွားမယ်ဥပမာအနေနဲ့ဆိုရင် ti time ချီနှောင်းတယ် unn နဲ့ပေါင်းလိုက်တယ် and time ဒါဆိုရင်မချီနှောင်းဘူးပေါ့နော် knoww ကိုသိတယ်အဲ့ဒါကို un သုံးလိုက်မယ် and ကိုမသိဘူးအဲ့လိုမျိုးစန့်ကျင်ဘက်ပုံစံမျိုးပြောင်းလဲသွားမယ်နောက်စကားလုံးအဲ့ဒီစကားလုံးရဲ့ prefix တွေရဲ့တခြားစကားလုံးတွေလည်းရှိသေးတယ်เนาะအဲ့တော့ဒီမှာ prefix တွေကဘယ်ကနေပြီးတော့လာတာလဲများသောအားဖြင့်က Latin Greek တွေနဲ့တခြားစကားလုံးတွေ English word တွေကနေလာတာတွေဖြစ်တယ်ဥပမာ for example အနေနဲ့ဆိုရင် prefix တွေကဘာတွေရှိအောင် re ပေါ့နော်ခုန recount လို့ပဲသူရဲ့အဓိပ္ပာယ်က back or again ပြန်လာတယ်ထပ်လုပ်တယ်အဲ့တော့ review view ကြည့်အဲ့မှာရှေ့မှာ re ကိုထည့်လိုက်တယ် review သူရဲ့အဓိပ္ပာယ်က to look again ထပ်ကြည့်ရနော်အဲ့လိုထပ်လုပ်တယ်အဲ့အဓိပ္ပာယ်ပေါ့ review နောက် return ဆိုပါလဲ return mean return လှည့်တယ် return ထပ်ပြန်လှည့်လာတယ်เนาะအဲ့တော့ to turn back ပြန်လှည့်လာတယ်ဒါကြောင့်မို့လို့ base verb တွေပေါ်မှာမူတည်ပြီးတော့prefix တွေ suffix တွေကဖြစ်လာရတယ် prefix suffix တစ်ခုချင်းစီတစ်လုံးချင်းစီကစကားလုံးအစိတ်ပိုင်းတွေဖြစ်တဲ့အတွက်ကြောင့်သူ့မှာတည်တဲ့အဓိပ္ပာယ် meaning ရယ်လို့မရှိဘူးသူတူလည်းတည်တဲ့ရပ်တည်နိုင်တာမျိုးသူတစ်ခုလည်းတည်တဲ့ရပ်တည်နိုင်တာမျိုးမရှိဘူး base verb ပေါ်မှာမူတည်ပြီးတော့မှသူကရပ်တည်ရတယ်အဲ့ဒီပေါ်မှာမူတည်ပြီးတော့ပဲစကားလုံးတွေအဓိပ္ပာယ်တွေပြောင်းလဲသွားတယ် Now let's see okay here is a table some common prefix and their meanings ပေါ့နော်သူတို့ရဲ့အဓိပ္ပာယ်တွေနဲ့ဒီ prefix တွေကိုလေ့လာကြည့်အောင်အဲ့မှာ prefix တွေကဘာတွေပါမလဲ auto auto en foi int mind pre trns အဲ့ဒါတွေအားလုံးက prefix ရှေ့ရနေပြီးတော့ဆက်တဲ့စကားလုံးတွေကြည့်ပဲအဲ့တော့ auto မူလ root verb main verb ကbase verb ကဘာဖြစ်မလို့ဆိုတော့ serve ဒီမှာ self serve အဲ့တော့ auto serve နော် auto biology definition ဆိုရင်ဘာဖြစ်မလဲ a biology you write about yourself ကိုယ့်ရဲ့ biology ပေါ့ကိုယ့်အကြောင်းကိုရေးတာကိုယ့်ရဲ့ရေးရဆိုရင်ပေါ့နော်
ကိုယ်သမိုင်းကိုရေးတယ်လို့ပြောလို့ရအောင်အဲ့တော့သူကသူ့ရဲ့အတိတ်ဘက်က self ဖြစ်တယ်အဲ့တော့ auto နဲ့ biology နဲ့ပေါင်းလိုက်ရင်ဘာဖြစ်သွားလဲဆိုတော့ autobiology နော်ကိုအကြောင်းကိုရေးတယ်နောက်ဒီမှာဆိုရင် en သူ့အတိတ်ဘက်က bring into the condition of အခြေအနေတစ်ခုဖြစ်ပေါ်လာစေတာပေါ့နော်အဲ့ဆိုရင် endanger DNG ရဲ့ danger အန္တရာယ် endanger ဆိုရင် to place someone or something in danger တစုံတစ်ယောက်တော့မဟုတ်ရင်တစုံတစ်ခုကဘာဖြစ်နေလဲဒီအန္တရာယ်ရှိတဲ့နေရာမှာရောက်နေတယ်အန္တရာယ်ဖြစ်နေတယ်ဒါကို endanger လို့အဓိပ္ပာယ်ရတယ်ဒီမှာဆိုရင် for အဲ့ဒါဆိုရင် for ပေါ့နော်ဒါဆိုရင်သူက in advance assign GHD size ဆိုတာကဒါ root verb root verb ရဲ့ base verb လို့လည်းခေါ်တာပေါ့မူလ verb သူ့ရဲ့ရှေ့မှာ for ကိုထည့်လိုက်တယ် foresight ကြိုမြင်တယ်ကြိုသိတယ်အဲ့ဒီအဓိပ္ပာယ်မျိုးအဲ့တော့ definition အနေနဲ့ဆိုရင် ability to predict ကြိုတင်ပြီးတော့ခန့်မှန်းနိုင်တယ် foresight နော်ဒီမှာဆိုရင်နောက်တစ်ခု int က enter ရဲ့အဓိပ္ပာယ်က interval အတွင်းမှာလို့ပဲပြောလို့ရပါတော့နော် between sorry သူ့ရဲ့အဓိပ္ပာယ်က between ကြားထဲမှာအတွင်းမှာ examine အနေနဲ့ဆိုရင် interval ဆိုတာက time ဒါမှမဟုတ်ရင် space နေရာတစ်ခု between events ဒီအဖြစ်အပျက်အချိန်နေရာရဲ့အခြေအနေကြားထဲမှာအဲ့တော့ interval ဆက်နေတဲ့ကြားထဲမှာအဲ့လိုမျိုးပြောချင်တယ် MIT mid ရဲ့အဓိပ္ပာယ်က middle အလယ်မှာအဲ့တော့ဒီမှာဆိုရင် example ဆိုရင် midway ဒီ way လမ်းပေါ့နော်အဲ့သူကြည့်ဆိုရင်လမ်းအဲ့တော့ရှင်းကနေ prefix ပါဆက်လိုက်လဲ MIT ဆက်လိုက်တယ်အဲ့တော့ midway ဆိုတော့ဘယ်လိုဖြစ်တော့ဆိုတော့ halfway point လမ်းလဲပေါ့နော်အလယ်ရောက်ပြီဆိုတဲ့အဓိပ္ပာယ်မျိုးနောက်တစ်ခု pre ရဲ့အဓိပ္ပာယ်က before before မတိုင်မီပေါ့အဲ့ဆိုရင်ဒီမှာ immature mature ရင့်ကျက်တယ် premature မရင့်ကျက်ခင်နော်ဆိုရင် before the proper time နော်သတ်မှတ်ထားတဲ့အချိန်မရောက်ခင်လို့ပြောလို့ရတာပေါ့မရင့်ကျက်ခင်အချိန်တစ်ခုပေါ့နော်နောက် prefix တစ်ခုက trans trans သူ့ရဲ့အဓိပ္ပာယ်က across change အဲ့တော့ example အနေနဲ့ဆိုရင် transfer အဓိပ္ပာယ်က across change နော် trans ဆိုတာကပြောင်းလဲတယ်ဒါမှမဟုတ်ရင်ဖြတ်တန်းသွားတယ်အဲ့လိုမျိုးအဲ့တော့ to change from one place to another တနေရာကနေတနေရာကိုကူပြောင်းတယ်ဒါမျိုးဆိုရင်လေ transfer ကိုသုံးလို့ရတယ် okay ဒါဆိုရင် prefix တွေရဲ့သူ့ရဲ့အဓိပ္ပာယ်နောက်ဒီစကားလုံးတွေမှာဆက်တဲ့အခါမှာ definition ဘယ်လိုပြောင်းသွားလဲဆိုတာကိုလေ့လာပြီးပြီနော်